ကဲဒီဗီဒီယိုဖိုင်လေးကိုမိတ်ဆွေတို့သိပြီလားမသိသေးလို့ရင်ကြော်ပြပါလေနားထောင်ပါဒီထဲမှာပြုတ်လုပ်နေတဲ့ကလေးတွေကအသက်အပြင်14နှစ်တောင်မပြည့်သေးတဲ့ကလေးလေးယောက်ကလမ်းဘေးမှာနေတဲ့ခွေးမလေးဝန်ဟန်နဲ့သူ့ရဲ့သားသမီးတွေကိုရဲရဲဆက်ဆက်အခုလိုမျိုးတွေပဲမိတ်ဆွေတို့တွေ့နေရအတိုင်းပဲပြုတ်လုပ်နေခဲ့တာပါဒီကြောင့်လေကျွန်တော်ပြပြပေးပါမယ်ဖြစ်စဉ်လေးကတရုတ်နိုင်ငံကွမ်တုံပြည်နယ်ဂျန်ယန်မြို့မှာဇွန်လ28ရက်နေ့ကဖြစ်ပွားခဲ့တာပါခွေးလေးဝန်ဟန်ကတော့အသက်1နှစ်ကျော်သာရှိသေးပြီးတော့မကြခင်ရက်နေငယ်မှာခွေးလေးတွေကိုမွေးဖွားထားတဲ့ခွေးမိခင်တယောက်ဖြစ်ပါတယ်ဇွန်လ28ရက်နေ့ကျတော့ခွေးမိခင်ဖြစ်တဲ့ဝန်ဟန်တို့မိသားစုနေတဲ့နေရာကိုဒီကလေးလေးယောက်ကရောက်ရှိလာခဲ့ပါတယ်သူတို့ကပထမဦးဆုံးကြံရွယ်ပြီးတော့ရောက်လာခဲ့ကြတာပါသူတို့ကြံရွယ်ထားတာတွေကဒီခွေးမိသားစုတွေကိုသူတို့ကောင်းကောင်းဒုက္ခပေးမဲဆိုပြီးတော့သူတို့ပထမဆုံးကြံရွယ်ခဲ့ကြတာပါသူတို့ရှိမှလည်းအန်ရဲ့ပြုဖို့အတွက်ပစ္စည်းတွေပါရှိလာခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲသူတို့ကခွေးပေါက်လေး၃កောင်ကိုပထမဦးဆုံးအနေနဲ့အမျိုးမျိုးတွေသူတို့ရဲဆက်ဆက်ပြုလုပ်ခဲ့ကြပြီးတော့အဲ့ဒီအချိန်မှာဆိုရင်ခွေးမိခင်ဖြစ်တဲ့ဝန်ဟန်ကလည်းသူ့ရဲ့သားသမီးတွေကိုနှိပ်စက်နေလို့သူကပြေးသွားခြင်းမရှိဘဲနဲ့သူ့သားသမီးတွေကိုပြန်လဲကာကွယ်ပေးနေခဲ့တာပါမိဘရဲ့မြစ်တာဘယ်တော့ကြီးမားတယ်ဆိုတာတိရစ္ဆာန်တွေကစသိပါတယ်ဒါပေမဲ့ဒီကလေးတွေခွေးမလေးဝန်ဟန်လောက်အတိတရားတွေဘာကြောင့်မရှိကြလဲမသိဘူးအဲ့နဲ့သူတို့ကခွေးလေး၃កောင်ကိုနှိပ်စက်လို့အားရပြီးခွေးလေး၃កောင်ကအသက်မရှိတော့ဘူးဆိုတော့မှသာလေခွေးမလေးဝန်ဟန်ဘက်ကိုလှည့်ပြီးတော့ခွေးမလေးဝန်ဟန်ကိုလည်းထပ်မံပြီးတော့နှိပ်စက်ခဲ့ကြတာပါရဲရဲဆက်ဆက်တွေသူတို့တွေကျူးလွန်ခဲ့ကြတာပါအဲ့နောက်ပိုင်းမှာခွေးမလေးဝန်ဟန်ရဲ့ခန္ဓာကိုယ်ပေါ်ကိုသူတို့မှအသိဉာဏ်လာတဲ့ရက်စီပလင်းတွေလောင်းချလိုက်ပြီးတော့မိချင်းနဲ့ချက်ချလိုက်တဲ့အချိန်မှာခွေးမလေးဝန်ဟန်တကိုယ်လုံးကမီးတွေဆွဲသွားခဲ့ပါတယ်အဲ့ဒီမှာထွက်လာတဲ့မိခိုးအနှံ့တွေကိုသူတို့ကရှူရှိုက်ပြီးတော့မွေးလိုက်တာနဲ့တောင်ပြောနေကြပါသေးတယ်ဒီကလေးတွေကိုဘယ်လိုတော့နာမည်ပေးရမလဲတော့ကျွန်တော်မသိတော့ပါဘူးဒီကလေးတွေစိတ်ဒီကလေးတွေနာမည်ဘယ်လိုတော့နာမည်ပေးရမလဲတော့ကျွန်တော်မပြောတတ်တော့ပါဘူးဒီလိုကလေးမျိုးတွေကိုမွေးဖွားခဲ့တဲ့မိခင်တွေဖေတွေဘလို့တော့မှသူနဲ့ဆုံးမနေကြလဲဆိုတာတွေးတော့မတွေးတတ်တော့ပါဘူးဒီလိုဖိုင်ကအွန်လိုင်းပေါ်မှာပြန့်နှံ့ပြီးတဲ့နောက်ပိုင်းမှာတရုတ်နိုင်ငံမှာရှိတဲ့လူတွေအကုန်လုံးကဒေါသဖြစ်နေခဲ့ကြပါတယ်ဒါကြောင့်မလို့လဲချက်ချင်းပဲအစိုးရအဖွဲ့တွေကိုအကြောင်းကြားစာ1000လောက်ကိုပေးပို့ပြီးတော့ဒီကလေးလေးယောက်ကိုရေးယူပေးဖို့အတွက်တောင်းဆိုနေခဲ့ကြတာပါအဲ့ဒီနောက်ပိုင်းမှာအစိုးရဘက်ကနေပြီးတော့အမေတစ်ခုထုတ်လိုက်ပါတယ်ဒီကလေးလေးယောက်ကအသက်မပြည့်သေးတဲ့အသက်14နှစ်အောက်ကလေးတွေဖြစ်နေတဲ့အတွက်တရားစွဲလို့မရဘူးဆိုတဲ့အကြောင်းကိုမိန့်ထုတ်ပြန်ခဲ့တာပါဒါပေမဲ့ဒီကလေးလေးယောက်ကိုကလေးပြုပြင်ထင်းထင်းကြောင့်ပို့ထားတယ်လို့တော့ပြန်လည်ထုတ်ပြန်ထားပါတယ်ဒီဖိုင်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ကလေးတွေကိုတေးချာလေးစုံမကြပါဗျာဒီကိတကာလာမှာစုံမမှုတွေလင်းဟင်းသွားမယ်ဆိုလို့ရှိရင်အခုလိုမျိုးအချင်းစာရိတ္တတွေဝင်သွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့မိဘရဲ့အနေနဲ့ဒီကလေးတွေကိုစုံမပေးကြပါဒီဖိုင်နဲ့ပတ်သက်ပြီးတော့ဒီကလေးတွေကိုကျွန်တော်ခဏပြောသလိုပဲဒီကလေးရဲ့စိတ်ဒီကလေးရဲ့နာမည်ကိုဘယ်လိုပေးရမလဲကျွန်တော်မသိရတဲ့အတွက်မိတ်ဆွေတို့အနေနဲ့ကွန်မန့်ဘောက်လေးတွေမှာရေးသွားပေးဖို့တောင်းဆိုလိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်သတင်းတွေပြန်ဆုံတွေ့ပါမယ်ခင်ဗျာ